ကျွယ်ဝချမ်းသာခြင်းနဲ့ကန်ဆိုးခြင်းနှစ်ဖျားပုံပင်တခါတော့ကနှစ်ဖျားနှစ်ပါးရှိခဲ့တယ်ကျွယ်ဝချမ်းသာခြင်းနှစ်ဖျားနဲ့နောက်တစ်ပါးကကန်ဆိုးခြင်းနှစ်ဖျားလို့အမည်ပေးခဲ့တယ်ဒီနေ့မှာနှစ်ဖျားနှစ်ပါးတွေ့ဆုံခဲ့ကြတယ်ကျွယ်ဝချမ်းသာခြင်းနှစ်ဖျားမင်းရဲ့မော်ပညာကဘလောက်အစွမ်းထက်လဲငါတကယ်သိချင်တယ်ငါကကျွယ်ဝချမ်းသာခြင်းနှစ်ဖျားဖြစ်တဲ့အတွက်ငါရဲ့မော်ပညာကအလွန်အစွမ်းထက်လေတစုံတစ်ယောက်ကအစီကံတစ်ယောက်ဖြစ်ပြီးတခြားသူတွေကမုံတီးပြီးမလေးစားတဲ့သူတစ်ယောက်ဖြစ်နေရင်တော့မင်းမရှိရင်သူတို့ထောက်ခံမှုနဲ့လေးစားမှုကိုရရှိမှတည်ကြတယ်သူတို့ဟာချမ်းသာလာပြီးနိုင်ငံတော်ရဲ့ချမ်းသာကြွယ်ဝမှုကိုရရှိလိမ့်မယ်။အိုးငါကြားဘူးတာကမင်းရဲ့စွမ်းအားကတကယ်ကိုမယုံနိုင်စရာပဲ။မင်းရဲ့စွမ်းအားကဘလို့လဲ။ငါရဲ့စွမ်းအားကငါမှဥတလုံးရှိရင်အဲ့ဒီလူကိုမုံတီးပြီးသူတို့ရဲ့ပိုင်ဆိုင်မှုအာဏုံဆုံးရှုံးသွားလိမ့်မယ်။ပြီးတော့သူတို့ဟာကျွန်းထွက်လာလိမ့်မယ်။ချမ်းသာတဲ့လူတစ်ယောက်ရဲ့အစိတ်ကံတစ်ယောက်ကိုငါတွေ့တယ်။နေ့တိုင်းချမ်းသာတဲ့လူကသူ့ကိုတရိษံတွေထိန်ချောင်းဖို့အမိန့်ပေးတယ်။နဖယားကဒေါသထွက်ပြီးအဆက်မပြတ်စူးဖို့တယ်။သူကနွားတွေကိုကောင်းကောင်းဂယုမဆိုင်သူသူတို့အားလုံးပိန်ချုံနေကြတယ်လို့ပြောတယ်။ဖယားသခင်မင်းတို့ကိုပိုင်ဆိုင်နိုင်ရင်ကောင်းပါပဲ။သူ့ကိုချမ်းသာကြွယ်ဝပြီးကြွယ်ဝချမ်းသာအောင်လုပ်ပေးနိုင်မယ်ဆိုရင်မင်းရဲ့တကူကိုငါယုံကြည်မယ်။စောင့်ကြည့်ုံမယ်ငါလုပ်မယ်။မင်းပြောတာအားလုံးကိုငါလက်ချတယ်။ဟုတ်ပါတယ်စောင့်ကြည့်ပါ။အိုးကြီးကျဲတဲ့ဖျားသခင်မနိုင်ပြန်မှာငါဟာတတိယကျွန်းတိုးတိုးကိုပိုင်ဆိုင်ပြီးမကြခင်မှာသူဟာကြွယ်ဝချမ်းသာမှုကိုရရှိလိမ့်မယ်။အိုးအရန်ထူးဆန်းတယ်။ဘာလို့ငါဒီလောက်ပျော်ရွှင်နေလန်းဆန်းနေရတာလဲ။ငါနားမလဲဘူး။မနက်ခင်းမှာတိုးတိုးကနွားတွေကိုတင်းခုတ်ကနေလက်ကွင်းတွေစီမောင်းပို့တယ်။ညနေခင်းမှာတထေးနဲ့သူ့ဇနီးလက်နွားတွေကိုတင်းခုတ်ထဲပလက်မောင်းပို့နေတာကိုမြင်တယ်။တိုးတိုးကထုံးစံတိုင်းတထေးအိမ်မှာသွားပြီးတထေးနဲ့သူ့ဇနီးကတိုးတိုးကိုမြင်ပြီးသူ့ကိုတနာတယ်။အိုးတနာစရာတိုးတိုးမင်းကတနေ့လုံးနွားတွေကိုမောင်းနေတာမင်းကညနေခင်းမှာပဲစားနေတာမင်းတို့အရန်ပိုက်စာနေမှာပဲအားလုံးပဲအစားအစာတွေသွားပြင်ဆင်လိုက်ပြီးရင်လာစားလို့ရပြီလေဒီဆုံးကိုလွမ်းနေကြတယ်အစားအစာတွေပြင်ဆင်ပြီးတဲ့နောက်မှာချမ်းသာတဲ့လူဆုံးနဲ့သူ့ဇနီးရဲ့တော့အရသာရှိတဲ့အစားအစာတွေကျွေးမွေးအခန့်ကြတယ်ပြီးတော့ချမ်းသာတဲ့လူနဲ့သူ့ဇနီးလားသူ့ကိုအနာကပ်ပြီးအရသာရှိတဲ့အစားအစာတွေကိုသူနဲ့မျှဝေပေးကြတယ်ဒီမှာဒါစားပါစားလို့ရပြီစားပြီးရင်အနားယူလို့ရပြီကျေးဇူးများချီးတင်ပါတယ်ဆုံးသူ့အတွင်းကကျွေးဝတ်ချမ်းသာမှုရဲ့ဆွမ်းအားနဲ့သူဟောရှင်နိုင်စရာမှုရှိတဲ့လူကောင်းတစ်ယောက်ထန်လာခဲ့တယ်ဒါကြောင့်အမျိုးသားတွေရောအမျိုးသမီးပါလူအများစုကသူ့ကိုမြင်တဲ့အခါချစ်ခင်ကြတယ်မိန်းကလေးတွေကဘာလို့ငါ့ကိုအဲ့လိုကြည့်ကြတာလဲငါအထွေးလွန်နေတာလားဟေးငါထင်းခုတ်လိုက်မယ်ချမ်းသာတဲ့လူနဲ့သူ့ဇနီးကတိုရဲ့ရုပ်ရည်ကိုကြည့်ပြီးဘာအဖြစ်မှမတွေ့ရဘူးပြီးတော့သူတို့အချင်းချင်းပြောကြတယ်ငါတို့မှာတွေးသားစက်ခင်တူမရှိဘူးငါတို့မှာချမ်းသာကြွယ်ဝမှုအများကြီးရှိတယ်ငါတို့တည်ရဲ့ချမ်းသာကြွယ်ဝမှုအားလုံးဆုံးရှုံးသွားလိမ့်မယ်ညနေခင်းမှာနွားချောင်းပြီးပြန်လာတယ်သူတို့ကသူ့ကိုသမင်းစားဖို့ခေါ်ပြီးသူတို့နဲ့နီးနီးကပ်ကပ်နေဖို့ပြောတယ်သူတို့ကတော့ကိုနွားချောင်းခွင့်မပေးတော့ဘူးဒီနေ့ကစပြီးမင်းငါတို့နဲ့အတူအိမ်ကြီးမှာလာစားလို့ရတယ်မင်းလေငါနွားတွေကိုထိန်းရတယ်ငါကောင်းကောင်းမထိန်းနိုင်ရင်ငါ့ကိုစူကူကျဲမောင်းနိုင်တယ်ဒါပေမဲ့ငါ့ကိုအလုပ်မထောက်ပါနဲ့တခြားအလုပ်တွေလုပ်ဖို့အမိန့်ပေးလို့ရတယ်ငါအဲ့လိုစူလိုတာမဟုတ်ဘူးငါတကယ်ကြောက်တယ်ဒီနေ့ကစပြီးမင်းပင်ပန်းတဲ့အလုပ်လွယ်ကူတဲ့အလုပ်ဒါမှမဟုတ်ပင်ပန်းတဲ့အလုပ်တွေလုပ်เสียမလိုတော့ဘူးဆိုတာမှတ်ထားပါမင်းနားလေလားကျေးဇူးများချစ်တင်ပါတယ်နောက်ပိုင်းမှာချမ်းသာတဲ့လူနဲ့သူ့ဇနီးကသူတို့ရဲ့အိမ်အကူကိုတိုစီအဝတ်အစားနဲ့လက်ဝတ်ရတနာတွေယူလာခိုင်းပြီးဆရာနှစ်ယောက်နဲ့တွေ့ဖို့ပြောလိုက်တယ်ဆရာနဲ့ဆရာမမင်းဒီကိုဘာကိစ္စနဲ့ရောက်လာတာလဲဒီနေ့အရေးကြီးကိစ္စတခုပြောရမယ်အခုကစပြီးကျွန်တော်တို့ရဲ့သားနဲ့ခင်ဗျားကအခုချမ်းသာတဲ့လူတစ်ယောက်ရဲ့သားတွေအဖြစ်အဆင့်အတိုင်းရနေပါပြီဒီအိမ်ကြီးမှာအခွင့်အရေးနဲ့အာဏာအားလုံးကိုခင်ဗျားရလိမ့်မယ်ကျွန်တော်ရဲ့ချမ်းသာကြွယ်ဝမှုအတွက်ကတော့ကျွန်တော်မရှိတော့တဲ့အခါခင်ဗျားကအရာအားလုံးကိုအမွေဆက်ခံလိမ့်မယ်ခင်ဗျားပြောတာကိုတကယ်ပြောတာလားမှန်ပါလေကျွန်တော်ပြောတာကိုဟုတ်တယ်ကျွန်တော်ဒါဒီနေ့ကစပြီးကျွန်တော်တို့မိသားစုတစုတည်းဖြစ်လာတော့မှာပါအိုးအញ្ញမ်းကျေးဇူးတင်ပါတယ်အဖေ